အောင်ပဲမြင်ကြပါကျွန်တော်တို့ voice ပါဒီနေ့မှာတော့ကျွန်တော်တို့ဒီအမိုင်းဘီဘီထဲမှာကျွန်တော်တို့ချောင်းလူချင်နေကြတာတော့ပေါ့နော်ချောင်းရဲ့လူချင်ဆုံးချောင်းကတော့ကျွန်တော်တည် keyword နဲ့ slash game လာခရမှာအဲ့တော့ကျွန်တော်တို့အားလုံးskin ကိုကုတ်လေးယူလို့ရပါတယ်အဲ့တော့ကုတ်လေးယူရမယ်ဆိုတော့ကျွန်တော်ပြီးရင်ပြောပြမယ်ပေါ့နော် Epic တဲ့ပိုင်း what the fuck skin ပေးပါကျွန်တော်တို့ရေးဆုံးကျွန်တော်ကုတ်နဲ့သွားမှာပေါ့နော်ရေးဆုံးကျွန်တော်တို့ဒီရွက်နေမှာလှုပ်ရှက်ခဏလောက်လာမတင်မှထားလဲရောရှူ30 50နှစ်ခုဖြစ်ရှင်နေပြန်မောက်ပါချစ်ပါပေါ့မလဲ what the fuck အများကြီးပဲပေါင်းရပြီရန်လေအဲ့ပေါင်းမလားကဲလာပေါင်းပဲနာမ what the hell ပေါင်းပဲနာမပေါင်းပြောင်းဘာလို့ဒီပေါင်းပေါင်းอ่ะ对吧evenဒီပေါင်းခဏဒီပေါင်းရလိုက်တယ်လေဒီပေါင်း what the hell ဟောရေတခါမှပေါက်မမို့ဖုန်းနဲ့ထိုင်မို့တခါမှပေါက်မပုံလေဒီမှာလေသူကရပါတော့လို့လာနော်ဒီ shop ထဲမှာဘာညာလောက်shop ကျွန်တော်ဒီကုန်းမှာပါနော်ကျွန်တော်စကင်လေးပေးရရှိတယ်ဒီဗီဒီယိုမှာဘာစကင်လဲဆိုတော့အဲ့တဲ့စကင်တောင်းမြန်တခုရှိတယ်ချောင်းရဲစတန်းစကင်လို့မရဘူးကျွန်တော်မောင်လို့စကင်နေဒါပဲဒီရကြည့်ပါဒီမှာဒါတွေအဲ့တုံးလို့ရပါတယ်ချောင်းစတန်းစကင်တော့တောင်းမယ်ဒီစကင်တော့တောင်းလို့ရတယ်ကျွန်တော်နောက်ဆုံးစကင်ပဲဖေးလို့စကင်ပါနော်ပြရမယ်ဆိုအခုဘလို့စေပြောမှကဒီဘောနော်ကျွန်တော်ဘာလို့မို့စခင်ကတော့ Epic ရောက်တော့ရတယ်ဗျ Epic ရောက်တော့ရမရောရင်ကျွန်တော် Epic ထဲမှာဒီစခင်ယူလို့ရတယ်ပေါ့နော်စခင်လေးပါဒီကနောက်ဆုံးစခင်တွေပေါ့နော်ဘာလို့မို့လဲကျွန်တော်မှတခါဒီကျွန်တော်ပြအောင်မခဏကျွန်တော်ကိုဒီဖန်လာတယ်ဒီမှာပဲကျွန်တော်ဒီမှာကွန်ပျူတာကိုစိတ်နဲ့ပေါ်တယ်ပဲကျွန်တော်လည်းတီးပေးလိုက်ဒီမှာရှုလိုက်ပါပြီဒီကတော့နမထောင်တယ်ဒီမှာရှုလိုက်အဲ့ဒါတော့ဝင်ကြည့်လို့ရပါတယ်နောက်တော့သူကအမှတီးတယ်ဘောနော်ကျွန်တော်ခီကမမပေးရတော့တိုင်းရတော့တေးကြီးပဲအပန်းမစကင်းနဲ့ဗတီးရကျွန်တော်ရှိုးပါလေဟုတ်ပါတယ်အနေရောဘောနော်ရှိုးပါတိုင်းမဲ့တေးကြီးထွက်သွားတာဗျာဆိုတော့ပကွီတူဆိုတော့ကျန်းတယ်ဘာလဲတွေးဖြေတာအဲ့ရပြေးတဲ့နေရာနဲ့တော့ဆိုတာအမတော်တယ်ဘာလို့တော်တာဟောတော်တဲ့ email ကြတယ်အခုဗီဒီယိုပေါ့ဗျာတော့ email လေးပေးရရှိရပါတော့ရှူတဲ့ email လေးကျွန်တော်ပေးမယ်နော်ဒီမှာတော့အန်ဒီလေးချပြီးကျွန်တော်ပေးပေးမယ်မှာခရီးစားတဲ့ကူတူကျွန်တော်တွေ့ပြီးတော့မှပြောင်းတယ်ဒီကူတူပြေးနားမှလည်းဆိုတော့တခြားရှာနေနေမှတွေ့
အဲ့ဒါစကီ3ရှိကြသူမသိဘူးဒီမှာ hit 6တော့ရပါတယ်ဒီမှာ3ဖြစ်ရကုန်ပြီအဲ့ဒါနဲ့ကောင်းသွားတော့အဲ့ကျွန်တော်စကားဝင်တိုက်နေလို့အဲ့ကျမှပုံလာပြန်ရီခေါ်ပြတယ်ခေါ်ပြပြီးတော့ကျွန်တော်ပုံလို့ရခရစ်တွေရောက်လာတော့ခရစ်စားလိုက်တယ်ခင်ဗျမဟုတ်ရင်ဒါကချိုးလို့ရအောင်ပေါ့နော်ကျွန်တော်1 key ရတဲ့အတွက်ဒီမယ်ပေါ့နော်ဒီမှာတခုရရှိစကီ2လမ်းတွေလွတ်သွားတယ်ဟုတ်လားမသိဘူးအဲ့ကျွန်တော်ဒီမှာစကီ2နဲ့လွတ်သွားဟုတ်တယ်အော်မဟုတ်ဒီကကျွန်တော်စကီ2နဲ့လွတ်သွားတယ်ကဲဘောတော့ဘူး3ရမယ်ဘောနော်ဘူး3ရအောင်ကောင်းတော့1 key ပဲရကျွန်တော်နိုင်သွားပါတယ်နောက်ဆုံးတော့နောက်ဘူးတီးရတော့တက်ပါတယ်ဘယ်လိုမျိုးလဲအတိုင်းတီးရတော့တက်တယ်ပြီးရကောက်ပေါ်ပြပါအမှကျွန်တော်တခုပြောရပါတယ်ဒီစကီ3တုံးတာလေအော်ဟုတ်တယ်မဟုတ်မလို့ sorry စကီ3မတုံးရဘူးအိမ်တော့ကျွန်တော်အဲ့ဒါပဲတမမိနေတယ်အဲ့ပြီးတော့တူရမလဲပါနော်ခရစ်ရှင်းနဲ့ခမရဘယ်မှာတော့ခရစ်ရှင်းနဲ့ခမရခရစ်ရှင်းနဲ့ခေါ်ပြတဲ့ထုံးစစ်တယ်ခင်ဗျာချုံမမတွေ့ဘူးရှော့ချုံမမတွေ့တော့ဒီခေါ်ထိုင်ပြ free ဘာမှအားနေပြီ free ရတယ်ဒီခေါ်ထိုင်ပြတာအော်ဟုတ်လားကျွန်တော်တို့ကလေးရှောင်းရတယ်အမကျွန်တော်ဒီမှာခရစ်စားတယ်အဲ့ဒါတော့လာတော့တော့လာတော့မှာဟာမကြည့်နဲ့တော့လာအောင်ကျွန်တော်စကေး3ရော3ခံလိုက်ရတယ်ဒါပေမဲ့ကျွန်တော်ဘောချီရလာလိုက်ပါတယ်စကေး3ရောလွတ်သွားပါတယ်မရှုလိုက်ပါပြလာစကေးရောလွတ်ပြင်မယ်လေအမ1 key ဖို့နဲ့ဆိုရပြီးတော့ဟိုမှာဘယ်မှာမူးနေလောက်ပြီအဲ့ဒါတန်းပြီးတော့ဟာစစ်ထူပြီးတော့MVP တော့မရလိုက်ပါဘူးစစ်ထူပြီးဆိုပေမဲ့ကိုရန်တော့ရလိုက်တယ်ဘကတော့မူလေးပေးရတာပေါ့နော်အဲ့တော့ကျွန်တော်သူ့ကောက်ပြတ်မှာလားဘာပေါ့နော်သူ့ကောက်ကြီးပါညီမလားတော့မသိဘူးပေါ့နော်ဒီမှာဒီလိုပိုင်တော့ကျွန်တော်မရှိခေါ်ပြီးပါရှောက်ရတာပေါ့နော်လာရတာအပြင်းတော့ထိုင်ခေါ်တာမရှိခေါ်တာမရှိတော့ဖြစ်ကုန်ပြီရွှဲခေါ်တာအဲ့ဒီထိုင်ပြတာဖြစ်ပါတယ်ကျွန်တော်လည်းစကီပေးနေပါတယ်လာယူလို့ရပါတယ်အဲ့တော့ဗီဒီယိုလေးမတင်နိုင်ကြဘူးနော်ဘယ်လိုစကီနဲ့ဒီမှာ EP ရရင်ဒီလိုဝင်ဒီမှာပြဒီမှာ EP ရဝိုင်းဆိုရင်ဒီ EP လေးပုံစံလေးနှိပ်ပြီးဒီမှာနဲ့မဟုတ်မှလို့ဆိုပြီးရပါတော့ what the fuck oh shit ကဲမအောင်တော့ sorry ဒီနေ့ပြီးဒီပြောင်းဝင်ဆိုတာပြောင်းဝင်အကိုပေါ်နဲ့ပြောင်းဝင်ပြီးဒီမှာနဲ့ပြီးရင်ဒီမှာယူရပြီကြိုက်တယ်ယူရပြီဒီမှာယူရပြီးရင်ကျွန်တော် EP ရရင်စကင်ကြိုက်တဲ့စကင်နဲ့ပြီးအေးလေးစကင်နဲ့အေးလေးဆိုဒီအေးလေးလာကျွန်တော်မခေါ်တော့ဒီမှာဒီကျွန်တော် SK နဲ့ပြီးတဲ့ဒီမှာ6မှာပါတော့6ဝင်လိုက်ပါတယ်ဟုတ်ပါတယ်6မိုင်လိုက်ပါတယ်တော်တော်နော်ကျွန်တော်ဘလို့ရပြီအပြည့်ပဲရှိပြီပါတယ်တပီတော့တော့မရဘူးရင်းမြတ်နော်အဲ့ဒါလည်းပြောရအဲ့ဒါလည်းပြောရဖြစ်ပါတယ်ကျွန်တော်တို့လည်းပေါ့နော်ID ရှိပါတယ်ကျွန်တော်လည်းချိတ်ပြီးဆိုလို့ရတယ်ကျွန်တော်လည်းချိတ်တယ်ပေါ့နော်ဒီ ID နဲ့ကျွန်တော်တို့ချိတ်တတ်တော့ဒီမှာတော့ကျွန်တော် ID တိကျကြည့်ရောစားရနေကြည့်ပါပါ Wipe out all the injustice in the world 30ပါ
တရားလို့ဝင်လို့ရတော့ဘူးပြမြန်မာလို့ကျွန်တော်အားလုံးပဲတကယ်ကြရဆိုတော့ subscribe လေးနဲ့ပေါင်းလေးနဲ့ like လေးနဲ့လုပ်ရလိုက်အားလုံးပဲတန်တန် If I'm not doing